ဒီ time ဒီဒရွန်ဝါတဲ့ရောက်ရုံနဲ့မြို့87မြို့ရဲ့နေရာကိုရောက်သွားဆိုမျိုး War Corner ထဲမှာပါတဲ့အရာတွေရှိလို့နောက်ပြီးတော့အဲ့လိုမပါပေမဲ့လည်းအဲ့လိုအမှတ်တရဖြစ်တဲ့နေရာတွေနောက်နာမည်ကြီးရဲ့နေရာတွေတော်တော်များဒီထဲမှာအဲ့လိုပုံစံငယ်လေးနဲ့တို့ပြန်မျိုးလုပ်ထားတာဒါမျိုးသူဒီနေ့ငမန်းကြီးဝတ်လာတာတဲ့အဲ့မှာငမန်းရုပ်ကြီးပြီးတော့သူဝင်ရရင်ဟုတ်မှာတော့ဒီငမန်းပါဇက်ကိုပဲကြည့်ပြီးတော့ထုတ်တာတော့အမှန်ခုကျွန်တော်တို့ဝင်မဲ့ဟာ Giant House ဖြစ်ပါတယ် Giant House ကဒီလိုဆိုဘလူးရဲ့အိမ်ပေါ်ကအဲထဲမှာပစ္စည်းအကြီးနေနေကျွန်တော်တို့နဲ့ရှင်လာလို့ရှိရင်ကျွန်တော်တို့တသေးလေးဖြစ်သွားမှာကဲဘလူးကြီးကထွက်ပြေးကြမယ်အားလုံးပဲ1 2 3 let's go Giant House မှာတော့ခဏဝင်ပြီးတော့လေးလာပြီးပါပြီဆက်ပြီးတော့ဟိုဘက်မှာဘာတွေရှိလဲဘာတွေစီးလို့ရမလဲဆိုတာထပ်ပြီးတော့လေးလာမယ်သွားမယ်လေရန်ပူတယ်သွားမယ် Okay 1 2 3 let's go နောက်တို့ပြပါမယ်တို့အရန်အော်ပြိသက်ကြီးမရီနဲ့နော်အော်မှာပဲနမစ်ကတော့သိလို့ကြားစရာကောင်းတဲ့ခံစားချက်မျိုးကြိုက်တဲ့လူတွေဆိုရင်တော့အဲ့ဒါနဲ့အဆင်ပြေပါတယ်ပျော်စရာကြီးပါရူလာကိုစတာချိန်ရောက်ပါပြီဟိုသူတို့ဟိုပြန်ပြီးတော့ချုပ်ထားတဲ့ကပတ်နဲ့လွတ်မလွတ်တော့မသိဘူးမလွတ်ရင်တော့ပြန်ချုပ်ခဲ့ရမှာပေါ့ဒါပေမဲ့ဆက်သွားကြည့်အောင်roller coaster စီးမလို့ပါ roller coaster ဒီမှာ2မျိုးရှိရယ်ဒီဟာနဲ့ဟိုမှာ black hole coaster ဆိုတော့နောက်တစ်မျိုးရှိသေးတယ်အဲ့ black hole coaster ကြီးရကြတယ်ဟိုရှေ့ကိုကြိုမမြင်ရတဲ့အခါကျဘရောပွင့်မလဲဘလို့ဖြစ်မှန်းမသိဘူးအဲ့ဒါကြီးပို့ပြီးတော့မူးတယ်ဒီဟာလေးကတော့မစိုးအော်လို့ကောင်းကျွန်တော်တို့ roller coaster ဝရောက်ပါပြီဒီနေ့ကလူတွေတော့နည်းများတယ်ဒီနေ့တက်စီမှရမယ်ဒီမှာအရှိဆုံးကြီးဆုံးပဲဒီမှာတက်ဖို့တော့မပါအောင်တော့စီးလို့မိုက်မယ်လွတ်တွဲလောင်းသွားတာဘယ်လိုမှတော့ဟိုမှာနေပူလို့ဆိုပြီးတော့သူကြံခဲ့ပြီโอเคပါပြည်သက်ကြီးကျွန်တော်တို့အခုထထတို့ကတော့ရိုလာကိုစသွားစီးနေကြတယ်ကျွန်တော်တော့မစီးတော့ဘူးရိုလာကိုစကြီးကိုမကြိုက်ဘူးအကြီးကစိတ်လှုပ်ရှားဖို့မကောင်းတော့ကျွန်တော်မစီးတော့ဘူးစောစောဟာရီကန်ပို့ဆိုတော့ဒီနေ့တော့ခေါ်ဆိုတဲ့ကတော့ဘာလို့လဲကလည်း Let's go ညောင်မှာလည်း roller coaster ရှိနေတယ်ကွာဟိုင်အနီးကပြော့တာလေအပြားကျန်အပြားဒီလိုတွဲလောင်းထားတာပဲနေမီကျွန်တော်တို့ snow town သူတို့ဒါစီးပြရင်ဟိုမှာသူတို့တွေ့ဟိုမှာစီးနေကြဒါစီးရင် snow town လို့အဲ့ဒါတွေသွားကြည့်ရအောင်နော်လိုက်ခဲ့ကောင်းလို့ဖြစ်သွားမှာမို့နော်check outမိရပေါ့ကြည့်လိုက်ရောDream Mall လည်းဘန်ကောက်ပဲဒီလေမြို့ပြင်နေမြင်လား
စီးတော့မချမ်းပါဘူးဒီဟာပို့ပြီးတော့မိုက် ဒါကြောက်ဖို့တော့ကောင်းတယ်သူကရိုလာကိုစားကြောက်ကောင်းမို့အဲ့လိုတွဲလောင်းလေးလုပ်ထားတာကြောက်ဖို့ကောင်းတယ်ဟိုတိုင်နေနားရောက်ရင်ကိုချောက်များတိုက်တော့မလားဝီဝီလို့ပြီးတော့စောင်းဝါးနေရည်စောင်းဝါးတွေပါလေအကုန်လုံးကကြောက်စရာကြီး မိုက်ပါတဲ့ဒါဒီမှာအကြီးဆုံးရှည်ဆုံးပါဗန်ဒီပြောရင်မှတက်ထားတဲ့ကင်မရာလေးကိုကြည့်ပြီးတော့ ကျွန်တော်ရှင်ဘတ်ထဲကိုကြည့်ပါဗျာ တူတူစီးသလိုခံစားနိုင်ပါစေ နောက်အမြင်တွေကတော့ super splash ဘုံဆိုရေပြတ် ကျွန်တော်တို့ရှိမှာ super splash ဖြစ်ပါတယ်ဒါပေမဲ့ super splash တော့ကျွန်တော်မသိတော့ဘာလို့ဆိုတော့သူကမိုးကပဲဘယ်လောက်ပဲကရေကဆူတယ်အဲ့တော့ရေဆူတဲ့အတွက်တော့ပြီးရင်ရှောက်သွားမယ်နေရာတွေနဲ့အဆင်မပြေဘူးအဲ့ဒါကြောင့် super splash တော့မသိရပါဘူး ဒီက Hollywood Studio ရှော့ပေါ့နော်အဲ့ဒါလည်းဝင်ကြည့်အောင် စူပါဟီးရိုးတွေမြင်မနေနိုင်တာကျမတို့ let's go တွေရဲ့အားနဲ့ချက်ပေါ့နော် Monster University ဖြစ်သွားပါပြီဗျာ Hollywood Studio Store နေကျွန်တော်ကတော့ Superman bag လေးဝယ်လိုက်ပါတယ်အဲ့မျိုးဘရောမှမစီးစိတ်လုံးရှားစရာလည်းမကောင်းဘူးပတ်ချလဲပြီးတော့ခေါင်းလည်းမူးစေရလို့ ဒီကတော့ဒီ dream world တစ်ချောင်းမှာဒီ rice တွေပေါ့နော်စီးရဟာတွေများလို့ရှိရနေပါဒီဘက်က splash ဆိုလို့ရှိရင်ရေအရန်ဆိုပါရဲ့အဲ့လိုသူကျွတ်လိုမျိုးခန္ဓာကိုယ်အုပ်တဲ့ဟာပေးရဒါပေမဲ့အဲ့ဒါတက်ထားရဲဆိုလို့ရှိရင်တော့မှရေကဆိုသေးပဲအဲ့တော့ရေမဆိုရင်တော့အဲ့ဒါမစီးပါနဲ့လို့ရနေပြီးတော့ information ပေးချင်ပါတယ်အပူချိန်က -2 degree Celsius ပဲရှိရဲ့အရန်အေးရဲ့အခက်မသိလို့ရှိရင်အပူအောင်ရှက်နိုင်တယ်တရားရန်ပူပြီးထည့်ရရဲ့ ဖက်တွေချုပ်ပြီးတော့သူတို့ပေးအောင်သူတို့ကျွန်တော်နှင်းတော့ထဲမှာစီးရဖက်လေးကျွန်တော်တို့ပြန်ပေးလိမ့်မယ် ဆိုရင်ပြန်ထွက်လာတယ် slide စီးမယ်လက်တွေတော့နားတယ်အေးတာ ရှယ်ပဲဟုတ်တယ်လားဟိုးတိတ်သွားတယ်အောက်ဆုံးကြီးကိုရှောစီးရချမ်းလဲအဖေရလဲအေး ဒီလေးရဲ့ညနာကြီးကိုလေရေခဲရည်နဲ့ပတ်လိုက်အချိန်နဲ့မနှုတ်နိုင်တော့တကယ်မလုပ်နိုင်တော့နှာခေါင်းလေးရတော့အဲ့လက်စုံမထတော့တာကြည့်ရဘောင်းမီတုံနဲ့တော့ပုံဆိုးရ လက်တွေရမ်းကြိုက်လိုက်မရတော့ဒိုးတော့မယ်ပြေပြထွက်တော့မယ်တက်တာ လက်ထိတ်လေးနီးနေပြီ ကင်မရာဝေးရိုင်းနေ artificial ဆိုတော့ -2 degree နဲ့ snow တွေကိုထိန်းထားရယ်ပြီးတော့ဒီမှာ snowman လောက်ထားပေးရယ်ပြီးတော့ penguin လေးပါလေးပေါ့ပြီးတော့နောက်သူ့ရဲ့ attraction တစ်ခုကတော့ဟို slide စီးရပဲပေါ့အော် -2 တောင်ကိုဟို degree တက်ထားရယ် -3.5 တယ် ရန်နေပြီးတော့ထွက်လို့ရှိရင်ပြည်သက်ကြီးနေနဲ့လာမယ်ဆိုလို့ရှိရင်နေပူတော့ချက်ချင်းမထွက်သင့်ပါဘူးနေတဲ့နေရာမှာခဏတစ်ဖြုတ်လောက်လေးနားနေပြီးတော့မှအပြင်ပြထွက်တာကောင်းတယ်လို့ရှိရင်ပူချလိုက်တယ် ဘူးဒီမှာလည်းတော့ခဏလေးနေနေရယ်ဘာဖြစ်လဲဆိုတော့ဟိုအထဲကအပူချိန်နဲ့အပြင်ကအပူချိန်ကအရန်ကွာတဲ့ခါကျတော့ရုပ်တရက်ကြီးထွက်လိုက်လို့ရှိရင်အပူရေးမမျှပဲနဲ့လေမင်းနာရဲ့အေးဖတ်တာဖြစ်မှာဆိုလို့ဒီမှာခဏရက်ပြီးတော့ဒီ temperature နှစ်ခုကြားထဲမှာနည်းနည်းနေကြည့်မယ်ကြားလို့ရှိရင်ပြီးတော့မှအပြင်မှာထွက်ပြီးတော့ဝတ်စားပြန်ပေးမယ်ပေါ့နော်။အဲဒီမှာအထက်မှာရိုက်လာတဲ့ပုံလေးနည်းနည်းအမားနဲ့ပုံလေးရနော်။နင်းတော့ထဲမှာအလုပ်လုပ်တဲ့လူကြီး2ယောက်ပဲ
ရှုပ်ရဲတိုင်းကတော့ဆိုးရတယ် အဲ့ဒါတစ်ခေါက်လာတော့အဲ့ထဲမှာသူတို့ခေါ်တဲ့ထဲမှာပါသွားဘူးလေအဲ့တင်ကားနဲ့နောက်ဆုံးဝင်သွားတယ်အဲ့တင်ကားထဲမှာအရန်ပူတယ်ထဲရရက်တောင်လေးနဲ့စောက်ပြီးသွားပါပြီတဲ့အဲ့တစ်ခေါက်ဖရဲရတမတစ်ခေါက်သူခေါ်တာလိုက်ပါဘူးအခုတည်းရတယ်ကမလေးပန်းရောင်လေးနဲ့ပါ မိုက်တယ်ဗျဒါဇလန်ရုပ်ရှင်ဇသိန်းငန်းတစ်ခါကိုတရုတ်ဖော်ပြသွားတာဟုတ်ပါဗျအခုဆိုရင်တော့အဖြစ်ကျွန်တော်တို့ဒီနေ့ရဲ့ Dream Walk ခီးစဉ်ပြီးဆုံးပါပြီ အခုနမေတို့ dream mall မှာတော်တော်လေးစုံသွားပြီကစားစရာတွေလည်းတော်တော်လေးကစားပြီးပြီဆိုတော့ပြည်သက်ကြီးလည်းပြောမယ်လို့ထင်ပါတယ်နမေတို့လည်းကစားနည်းတွေချိုးဟာကြရလဲကစားလို့အဆင်မပြေဘူးရိုက်လို့အဆင်မပြေတဲ့ကစားနည်းတွေမပါတာလည်းအများကြီးရှိပါတယ်အဲ့တော့အဲ့ကစားနည်းတွေကိုလည်းကိုယ်တိုင်ကစားနေလဲဆိုရင်ပြည်သက်ကြီးအနေနဲ့လာပြီးတော့ကစားလို့ရပါတယ်လို့ဘန်ကောက်တော်တော်များများရောက်ကြရဲဆိုတော့ dream mall ကိုလည်းဝင်ပြအောင်ဝင်ပါလို့တိုက်တွန်းချင်ပါတယ်ရှင်